တောင်ကြီးမြို့ရှိမြို့တော်ခမ်းမတွင်အပြည်ပြည်ဆိုင်ရာအလုပ်သမားနှင့်အခမ်းအနားကျင်းပသောသတင်းကိုတင်ဆက်ပေးရှင်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တော်ခမ်းမ၌ဒီကနေ့မေလ1ရက်မြန်မာတက္ကရာ1388ခုနှစ်ကစုံလပြည့်ကျော်1ရက်တောကြနေ့နနက်9:00 နာရီအချိန်တွင်အပြည်ပြည်ဆိုင်ရာလုံသမားနှင့်အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါအခမ်းအနားတွင်နိုင်ငံတော်သမ္မတမှပေးပို့သော2026ခုနှစ်အပြည်ပြည်ဆိုင်ရာလုံသမားနှင့်တဝန်လာအားရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်내ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကဖတ်ကြားပေးခဲ့ပါတယ်။ထို့နောက်အလုပ်သမားရေးရာဆောင်ရွက်ထားရှိမှုများအားဗီဒီယိုကလစ်ဖြင့်ပြသခဲ့ပြီးရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်내ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးနှင့်တက်ရောက်လာကြသောဧည့်သည်တော်များမှအလုပ်သမားရေးရာလုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့်ပြခန်းများအားလှည့်လည်ကြည့်ရှုခဲ့ကြပြီးလိုအပ်သည့်များကိုမှတ်ကြားပေးခဲ့ကြောင်းသိရှိရပါတယ်။ထိုအခမ်းအနားတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးနှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှဝန်ကြီးများဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များအလုပ်သမားရေးရာတာဝန်ရှိပုဂ္ဂိုလ်များဖိတ်ကြားထားသည့်ဧည့်သည်တော်များတက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်။ကျေးဇူးတင်ပါတယ်။